မ်းပေါ်မှာသွားနေတဲ့ဆိုင်ကယ်နောက်ကလိုက်စီးကလူတွေကိုဝိညာဉ်နှုတ်တဲ့တရေမအခုပြပြပေးမှာကတော့နေမျိုးလေးတစ်မျိုးမှာညဘက်ဆိုင်ကယ်စီးတဲ့လူတွေသုံးပိတ်သမားတွေညနေတကောင်ရန်အချိန်မှာအကြောင်းကိစ္စတစ်ခုခုကြောင့်လမ်းမပေါ်မှာသွားလာရတဲ့သူတွေကြားရေပန်းစားခဲ့တဲ့ကြောက်စရာဖြစ်ရမှန်ဇလန်းလေးပဲဖြစ်ပါတယ်ဒီဖြစ်ရမှန်ဇလန်းလေးဖြစ်ခဲ့တာကတော့ARတိုင်းမှာရှိတဲ့နေမျိုးလေးတစ်မျိုးမှာပါဒီလိုဆိုင်ကယ်နောက်ကလိုက်စီးတဲ့ဖြစ်ရမှန်တရေဇလန်းကအဲ့ဒီနေမျိုးလေးမှာသွေးပြတ်ခြောက်ခြားစရာကိစ္စအဖြစ်ရှိနေတာလည်းဖြစ်ပါတယ်လူတွေရဲ့ဆိုင်ကယ်နောက်ကလိုက်စီးတဲ့သပင်ဖားရချကအဖြူရောင်ဝစ်စုံနဲ့တရေမကိုနှစ်ဖူးတွေဒူးတွေစတဲ့ကြုံတွေ့ခဲ့ရတာကတော့မနက်စောစောဈေးမှာပစ္စည်းပို့တဲ့ကယ်ရီသမားတစ်ယောက်ပါမနက်အာယုံတက်ချိန်ကယ်ရီသမားတစ်ယောက်ဟာဈေးကိုသားစိမ်း၅စိမ်းပို့လမ်းမပေါ်မှာဆိုင်ကယ်လေးကိုဖြည်းဖြည်းမှန်မောင်းရင်းနဲ့လာခဲ့ပါတယ်ဒီလိုနဲ့တနေ့အရောက်မှာတော့လမ်းမအလဲကောင်တက်တဲ့မှာအဖြူရောင်အဝေးစားနဲ့အမျိုးသမီးတစ်ယောက်ရက်နေတာကိုအနီးကမြင်လိုက်ရတာပါဒါကြောင့်လေအဆိုပါအမျိုးသမီးကိုမတိုက်မိအောင် delivery သမားဟာမျက်စိကိုမိတ်ကဆိုင်ကယ် brake ကိုအားနဲ့နင်းခဲ့ပါတယ်ဒါပေမဲ့သူမျက်လုံးဖွင့်ကြည့်တော့သူ့ရဲ့ဆိုင်ကယ်အရှိမဘယ်သူမှရှိမနေပါဘူးဒါကြောင့်အဆိုပါဆိုင်ကယ်ကယ်ရီသမားဟာသူ့မျက်လုံးအမြင်မှားတာဖြစ်မယ်ဆိုပြီးတော့ရှေ့ဆက်မောင်းလာခဲ့ပါတယ်ဒီလိုနဲ့အနောက်ကကပ်ပါလာတဲ့ကားရှိမရှိနောက်ချီမှန်ကိုကြည့်လိုက်တဲ့အချိန်မှာတော့တရေမကသူ့နောက်မှာထိုင်နေတာကိုမြင်လိုက်ရတာပါဒါကြောင့်ထိတ်လန့်ကသုံးပိတ်တိမ်မောက်သွားပြီးတော့ဆေးရုံတင်လိုက်ရပါတယ်တတိပြန်ရလာချိန်အဆိုပါဆိုင်ကယ် delivery သမားပြောတာကသူ့နောက်ချီမှန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့မျက်လုံးကသွေးတွေစစ်ကြတွေကအသားရည်ဖြူဖက်ဖြူရုံနဲ့ကြောက်စရာတရေမကသူ့ရဲ့ဆိုင်ကယ်နောက်မှာလိုက်စီးနေတယ်ဆိုတာပါပဲဒါကြောင့်လဲကြောက်အားလန့်အားနဲ့သုံးပိတ်ကိုမထိန်နိုင်ပဲအက်ဆီဒန့်ဖြစ်ကဆေးရုံရောက်ခဲ့တာပါတကယ်တော့အဆိုပါဆိုင်ကယ် delivery သမားဟာတော်တော်လေးကိုကုသကံကောင်းတယ်လို့ဆိုရပါလိမ့်မယ်ဘာလို့လဲဆိုတော့တရေမကိုမြင်လိုက်ရတဲ့တခြားဆိုင်ကယ်စီးသူတွေဟာအက်ဆီဒန့်ဖြစ်ပြီးတော့တည်ဆုံးကြတာတွေရှိပါတယ်အဲ့ဒီအချိန်ကနေစတင်ပြီးတော့ AR တိုင်းရဲ့နေမျိုးလေးတစ်မျိုးကအဝေးပြေးလမ်းမပေါ်မှာညဘက်ဆိုအဖြူရောင်ရှေးရောင်သတို့သမီးဝစ်စုံနဲ့ကြောက်စရာတရေမကိုမြင်ရတဲ့သူတွေတရေမ6လန့်တော်ကိုခံရတဲ့လူတွေအများကြီးရှိလာတာပါတချို့ကိုယ်တိုင်6လန့်မှုတွေခံရတဲ့သူတွေရဲ့ပြောပြချက်အရတရေမဟာအဖြူရောင်သတို့သမီးဝစ်စုံကိုဝစ်ဆင်ထားပြီးတော့ဂါဝင်းမှာသွေးတွေပေးနေတာပါဒါအပြင်အဆိုပါတရေမရဲ့အသားရောင်ဟာသွေးတစ်စက်လေးမှမရှိပဲဖြူဖက်ဖြူရောဖြစ်နေတယ်လို့ဆိုပါတယ်တရေမရဲ့မျက်လုံးနှစ်ဖက်ဟာသွေးတွေစီးကျနေပြီးတော့သပင်ဖားလာတဲ့အတူမျက်နှာတစ်ချမ်းကလုံးဝကြောက်စရာကောင်းလောက်အောင်စုပ်ပြတ်နေတယ်လို့ပြောကြတာဖြစ်ပါတယ်အဆိုပါတရေမရဲ့ပုံစံဟာရုပ်ရှင်တွေက make-up effect တွေနဲ့တရေမတွေထက်တောင်မှပိုပြီးတော့ကြောက်စရာကောင်းတယ်လို့ပြောကြပါတယ်တရေမဟာဇက်ကျိုးနေတာလည်းဖြစ်ပြီးတော့ခေါင်းကိုတပတ်လှည့်လို့ရပါတယ်လူတွေကို6လက်နဲ့အခါသူမရဲ့ခေါင်းကိုချိုးပြတာပါဒါကိုမြင်လိုက်ရရင်တော့တပတ်လောက်လမ်းဖျားကြတယ်လို့ဆိုပါတယ်ပိုပြီးကြောက်စရာကောင်းတာကဒီတရေမဟာလူတွေ6လက်ရုံနဲ့မကပဲလူကတတ်တာပါတရေမဟာလူတွေရဲ့ဆိုင်ကယ်နောက်ကလိုက်စီးပြီးတော့နောက်ကြည့်မှန်ကနေသူမရဲ့ကြောက်စရာအသွင်ပြင်ကိုကိုထင်ပြတတ်ပါတယ်ပြီးရင်တော့ဆိုင်ကယ်နောက်ကနေဇက်ချိုးတက်လိုက်တယ်လို့ဆိုကြတာပါဘာလို့လဲဆိုတော့ဆိုင်ကယ်အက်ဆီဒန့်နဲ့တီးတဲ့သူတွေအားလုံးကတူညီကြတာကဇက်ချိုးနေတာပါပဲတကယ်တော့ဒီတရေမဟာချစ်သူနဲ့မင်္ဂလာပွဲကိုလာရဲ့ဆိုင်ကယ်ပေါက်ကအဲ့ဒီနေရာမှာပဲတိတ်ဆုံးသွားတာပါဒါကြောင့်လည်းမကြွမလို့ပဲလူတွေ6လန့်တက်ဖြတ်လေရှိတယ်လို့ဆိုပါတယ်ဒါကြောင့်လည်းမြန်မာနိုင်ငံနေမျိုးလေးတစ်မျိုးကအဝေးကြီးလမ်းမတွေပေါ်ကအဖြူရောင်တရေမဟာ60ရာတရေဒနာကြီးဇလန်းအဖြစ်နဲ့တည်ရှိနေတာလည်းဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ